ကလောမျိုးရက်ကွက်တင်မှာပန်းပြည့်အိမ်လေးဆောင်မလားအေးချမ်းပြီးပတ်ဝန်းကျင်တဲ့နယ်ကလောမျိုးမှာနေရှင်သူတွေအတွက်ပေ68-90ကျယ်ဝန်းနဲ့အကျေလေးရှိတဲ့မြက်ကွက်လေးရောင်းဖို့ရှိပါတယ်ရှင်စီယုံနဲ့လည်းနီလမ်းတာပတ်ဝန်းကျင်ကောင်းတဲ့အပြင်တစ်တော်ကီလိုပါပြီးသားမို့အိမ်လလေးတစ်လုံးဆောက်ပြီးအခြေချဖို့အကောင်းဆုံးပါပဲရင်းနှီးမြုပ်နှံရှင်သူအတွက်လည်းအရန်ကိုအဆင်ပြေပါတယ်စင်းတုံးလေးကတော့3,300ညှိနဲ့ခေါ်ဆောင်ထားပါတယ်ရှင်။ကလောရဲ့လီအေးနဲ့တက်ချင်းနဲ့ပတ်ဝန်းကျင်မှာကိုပိုင်ရှန်ဝလေးနဲ့ပိန်စိန်ရှင်နေဆိုရင်တော့အခုပဲဖုန်းဆက်သွယ်လိုက်ပါနော်။ဆက်သွယ်ရဖုန်းနံပါတ်39925994ခွန်လေးဗိုက်ဘာဖုန်းနံပါတ်399995158203မဟုတ်တော်စီကိုဆက်သွယ်လို့ရတယ်လို့ Facebook page ထက်ထက်ကလော Internet တူစာ page ကိုလည်းဆက်သွယ်လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။